အားလုံးပဲမင်္ဂလာပါခင်ဗျာ CPM Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Enemy လောကကိုအုပ်စိုးနေတဲ့အစွမ်းသတ္တိစနစ်တွေရဲ့လောကစမ်းကြယ်မှုနဲ့ပါနေတဲ့ညံကစားပွဲများဘယ် Enemy မှာမဆိုရင်အရေးကြီးဆုံးအပိုင်းဟာနောက်ဆုံးတိုက်ပွဲဇလန်းအလှည့်ပြောင်းဒါမှမဟုတ်ရုပ်ထွက်ကောင်းမွန်မှုတွေမဟုတ်ဘူးလို့ကျွန်တော်ပြောရင်ခင်ဗျားတို့ယုံကြည်နိုင်ပါမလားဒါဟာလူတော်များများသတိမထားမိပဲကြော်သွားတတ်တဲ့အရာတစ်ခုပါ Enemy တစ်ခုမှရှိတဲ့ Power System ဟာအရာအားလုံးကိုအောင်မြင်အောင်လုပ်ပေးနိုင်တယ်လို့ပျက်စီးသွားအောင်လည်းလုပ်နိုင်ပါတယ်ကျွန်တော်ဟန်သားရဲ့ဟန်သားအကြောင်းဗီဒီယိုဟောင်းတွေကိုပြန်ကြည့်ရင်ဒီဗီဒီယိုတော့စိတ်ကူရခဲ့တာပါဇလန်းတွေကအခြားအပိုင်းတွေထက်နန်းအစွမ်းအကြောင်းနဲ့တိုက်ပွဲဖြူဟာတွေအကြောင်းရှင်းပြရတာကိုကျွန်တော်ပိုပြီးစိတ်လှုပ်ရှားနေမိတာကိုတတိထားမိလိုက်ပါတယ်အဲ့ဒီမှာတင်ကျွန်တော်တခုကိုကောင်းကောင်းသဘောပေါက်သွားပါတယ်အချို့အစွမ်းတတိစနစ်တွေဟာတကယ်ကိုပါးနံလုံးပြီးညံကြီးရှင်တွေဖန်တီးထားသလိုပဲအချို့ကတော့လုံးဝကိုအမှတ်တမဲ့မေးပြောက်သွားရောက်လောက်အောင်ကိုဖြစ်နေတတ်ပါတယ်ဒါနိုင်လာအစွမ်းတတိစနစ်တွေနဲ့ချက်ချင်းမေ့သွားတတ်တဲ့စနစ်တွေကြားမှာဘာတွေကွဲပြားခြားနားနေလဲဆိုတာကိုကျွန်တော်တီတီကြကြဒီနေ့ပြောပြသွားမှာပါ။ဒါကြောင့်အချို့စနစ်တွေကယဉ်ကျေးမှုတစ်ခုလို့အားလုံးကလက်ခံလာကြပြီးအချို့ကပျောက်ကွယ်သွားရတာလေပြီးတော့အကောင်းဆုံးစနစ်တွေကစွမ်းဆောင်မှုရှိတဲ့ဇလန်းပေါ်ဘယ်လိုမျိုးအားဖြည့်ကူညီပေးနေလဲဆိုတာကိုပြောပြပေးပါမယ်။ဗီဒီယိုအဆုံးမှာခင်ဗျားတို့ enemy တိုက်ပွဲတွေကိုကြည့်တဲ့အမြင်ဟာအရင်ကနဲ့ဘလို့မှထပ်တူကြတော့မှာမဟုတ်ပါဘူး။အဲ့တော့အတူတူလေ့လာကြည့်ရအောင်။တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့အားလုံးဟာဒန်နိုင်လာစွမ်းတတိစနစ်တစ်ခုကိုမြင်လိုက်တာနဲ့သိကြပေမဲ့ဘာကြောင့်လဲဆိုတာကိုတော့လူအများစုကမရှင်းပြနိုင်ကြပါဘူး။နန်းစွမ်းကဘာလို့ဆယ်စုနှစ်ပေါင်းများစွာအကြာထိလူတွေစိတ်ဝင်စားလေးလာနေရလောက်အောင်ဆွဲဆောင်မှုရှိနေတာလဲ။အခြားစနစ်တွေကြတော့ enemy ပြီးတာနဲ့ဘာလို့ချက်ချင်းမေးသွားကြတာလဲ။အဖေကခင်ဗျားတို့ထင်တယ်လို့တော့မဟုတ်ပါဘူး။ဒါဟာမျက်စိကျိန်းလောက်တဲ့တိုက်ခိုက်မှုတွေဒါမှမဟုတ်အစွမ်းအစတွေကြောင့်လည်းမဟုတ်ပါဘူး။ကျွန်တော်တို့ရင်ထဲမှာထာဝရဆွဲထင်နေတဲ့စနစ်တွေမှာလူအများစုသတိမထားမိတဲ့လှုပ်ဝက်ချက်၃ချက်ရှိနေပါတယ်။အဲ့ဒါတွေကိုမပြောခင်ခင်ဗျားတို့အံ့ဩသွားစေမယ့်အရာတစ်ခုကိုအရင်ပြောပြစေ။ဟန်သားရဲ့ဟန်သားဟဲ့ကနန်းဆိုတာအစွမ်းတတိစနစ်တတ်မဟုတ်ပါဘူး။အဲ့ဒါဟာကိုရီကိုသွေးစစ်ဆေးမှုဒသနပညာသင်ခန်းစာနဲ့ဗျူဟာမြောက်ကစားပွဲတစ်ခုကိုတစ်ခုတည်းပေါင်းစည်းထားတာပါ။ဖန်နီးရှင်ဒိုဂါရီဟာဒီစနစ်ကိုတကယ်လက်တွေ့ဘဝနဲ့ထပ်တူကြအောင်ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။စဉ်းစားကြည့်ဗျာ။ enemy တော်တော်များများမှာအစွမ်းဆိုတာပိုပြီးလေ့ကျင့်တာဒါမှမဟုတ်ပိုပြီးဒေါသထွက်တဲ့နေရာကနေလာတာပါ။ဒါပေမဲ့ဟန်သားရဲ့ဟန်သားမှာတော့ခမရဲ့ဇယိုက်ကခမရဲ့အစွမ်းကိုတတ်မှတ်ပေးတာပါ။ခေါင်းကရိုးသားပြီးပွင့်လင်းသူမို့လို့သူ့ကိုအားဖြည့်စွမ်းရည်ရှင်ဖြစ်ပြီးအခြေခံကြတဲ့အစွမ်းတွေလည်းပါပါတယ်။ကီလိုဝါကတော့ခမန်းရခတ်ပြီးစိတ်ကူးပြောင်းလဲတတ်တဲ့သူမို့လို့သူ့ရဲ့အချိန်အဝါကိုလျှက်ရစိတ်ဖြစ်ပြောင်းလဲနိုင်တဲ့အသွင်ပြောင်းစွမ်းရည်ရှင်ဖြစ်နေတာပါ။ဒါပြင်နိုင်ရဲ့စွမ်းဆောင်ရည်စနစ်ကလည်းတကယ်ကိုပြောင်မြောက်ပါတယ်ကိုယ့်ရဲ့ငကိုပါရမီမဟုတ်တဲ့အခြားအစွမ်းကိုတုံးကျင်သလားဒါဆိုရင်ခမရဲ့အစွမ်းကတော့ယွန်နေတော့ပါလိမ့်မယ်အဖြစ်စွမ်းရည်ရှင်တွေဟာထုတ်လို့စွမ်းရည်ကိုတုံးရင်80ရာခိုင်နှုန်းပဲစွမ်းဆောင်နိုင်မှာတော့တယ်နန်းအစွမ်း6မျိုးနဲ့တစ်ခုနဲ့တစ်ခုစက်နယ်မှုကိုပြထားတဲ့ဇယားတစ်ခုတောင်ရှိပါတယ်စွမ်းစနစ်တစ်ခုလုံးဟာတင်ချာနီးကြကြမျှတနေတာကိုလှလှပပမြင်တွေ့ရမှာပါနောက်ပြီးကန့်သက်ချက်တွေအကြောင်းပြောရအောင်ဒါဟာ enemy သမိုင်းတစ်လျှောက်အကောင်းဆုံးနီလန်တစ်ခုလို့ကျွန်တော်ယုံကြည်ပါတယ်ကူရာပီကာရဲ့တန်ကြိုးတွေဟာဖတ်တုံထရုပ်အဖွဲ့ဝင်တွေအတွက်ဆိုရင်တားဆီးလို့မရအောင်အစွမ်းထပ်ပေမဲ့တကယ်လို့သူကအခြားလူတယောက်ပေါ်မှာတုံးလိုက်တာနဲ့သူချက်ချင်းသေသွားမှာပါဂွမ်ကပီတိုကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့အနာဂတ်နဲ့အစွမ်းဆက်အားလုံးကိုအလဲထက်လုပ်ပြီးခဏတာအစွမ်းကိုရယူတဲ့အခါမှာပီတိုကိုရှင်နိုင်ခဲ့ပါတယ်ဒါကြောင့်နန်းတိုက်ပွဲတိုင်းမှာစစ်တူရင်ကစားပွဲတစ်ခုလိုဖြစ်နေတာပါနက်တီရိုနဲ့မယ်ရမ်တိုက်ကြတဲ့အခါဘသူကပိုပြင်းပြင်းရိုင်းနိုင်လဲဆိုတာထက်ဘသူကစီးမြင့်တွေကိုပိုနားလဲလဲဆိုတာကပိုအရေးကြီးသွားပါတယ်